မြတ်စွာဘုရားအကြိုက်ပူဇော်ကြမယ်ဆိုရင်ဘုရားဆုံးမတဲ့စကားအတိုင်းလိုက်နာခြင်းဟာအကောင်းဆုံးပူဇော်ခြင်းဒါလည်းသတိထားရမယ့်အချက်ပေါ့နော်မြတ်စွာဘုရားကပုံဉ္စေပုရိသောကရိတာကုသိုလ်ကောင်းမှုကိုလုပ်ပါအကယ်၍ကုသိုလ်ကောင်းမှုကိုလုပ်ပြီးဆိုလို့ရှိရင်လေကရိရာနံပုဏ္ဏပုဏ္ဏအကျဉ်းချင်းထထကုသိုလ်ကောင်းမှုကိုလုပ်ပါဓမ္မိသန္နံကရိရာထကုသိုလ်ကောင်းမှုပေါ်မှာလည်းပဲအမြဲတမ်းပြုလုပ်လိုတဲ့ဆန္ဒကိုမွေးပြုထားပါကုသိုလ်လုပ်ဖို့အကျဉ်းချင်းထထလုပ်ဖို့နောက်ဆုံးမှာကုသိုလ်လုပ်ချင်တဲ့ဆန္ဒရှင်းတဲ့နှလုံးထဲမှာမပြတ်ထားရှိဖို့မြတ်စွာဘုရားတိုက်တွန်းတာပဲဖြစ်တယ်။ဘာကြောင့်တိုက်တွန်းတယ်လဲလို့ဆိုရင်သူခောပုံညတဥစ္စေယောမိမိတို့ရဲ့ယင်တဲ့နှလုံးထဲမှာကုသိုလ်တရားတွေစုမိဆောင်းမိများပြားလာပြီဆိုလို့ရှိရင်လူတွေလူချင်တဲ့ချမ်းသာဒုက္ခဆိုတာရလာမှာဖြစ်တယ်ချမ်းသာဒုက္ခတော့ရချင်တယ်ကုသိုလ်ကောင်းမှုလုပ်ဖို့ဝန်နေနေသေးတယ်ဆိုရင်ချမ်းသာဒုက္ခနဲ့ဝေးနေဦးမှာပဲဒါကြောင့်ကိုလိုချင်တဲ့ချမ်းသာဒုက္ခကိုရချင်တယ်ဆိုရင်ကုသိုလ်လုပ်ရုံမှတပါအခြားမရှိဘူးကုသိုလ်ဆိုတဲ့အခါမှာလည်းပဲကုသိုလ်ဆိုတာပတ်စံရှိမှလုပ်လို့ရတယ်လို့ယူဆရင်လည်းမှားတယ်ပတ်စံကုန်တဲ့ကုသိုလ်ဆိုတာဒါနကုသိုလ်တစ်မျိုးပဲရှိတယ်ပတ်စံမကုန်တဲ့ကုသိုလ်တွေကများတယ်ဘာကုသိုလ်တွေတုံးဆိုငါးပါးသီလစောင့်တည်တယ်သီလကိုမျက်မျက်နှုံနှုံထိမ့်သိမ်းစောင့်ရှောက်တယ်ပတ်စံမကုန်မြတ်စွာဘုရားဟောထားတဲ့ကုသိုလ်ကောင်းမှုဆင့်ပို့ပြီးတော့ကောင်းတဲ့ကုသိုလ်ကောင်းမှုဆိုတာဝေလာမသုတ်တံမှာဟောထားတာကိုမှတ်သားထားဖို့လိုအပ်တယ်သာတုဋ္ဌိတသံဃာလို့ဆိုတဲ့အရက်လေးမျက်နှာလွတ်လပ်စွာသွားလာနေကြတယ်သံဃာတော်တွေကိုရည်စူးပြီးသံဃိကကြောင်းဆောက်လုပ်တာဟာကုသိုလ်ထဲမှာတော့ငွေကြေးဒနာအကုန်ကြခံပြီးလူတန်းနဲ့ဒါနကုသိုလ်တွေထဲမှာတော့အကောင်းဆုံးပဲအဲ့ဒီကုသိုလ်တွေကောင်းတာရှိသေးသလားလို့ဆိုရှိတယ်အဲ့ဒီကုသိုလ်တွေကောင်းတာဘာလို့ဆိုခုနတော့ကတရားဝဲမစခင်ကမျက်မျက်နှုံနှုံရွတ်ဆိုလိုက်ကြတယ်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဆိုတယ်အဲ့တရဏဂုံတည်တဲ့ကုသိုလ်ကကျောင်းဆောက်တဲ့ကုသိုလ်တဲ့ပို့ပြီးတန်ဖိုးကြီးတယ်လို့သူဆိုတယ်။ဘာကြောင့်တန်ဖိုးကြီးတာလို့စဉ်းစားကြည့်။ကျောင်းဆောက်လူတဲ့ကုသိုလ်ဆိုတာကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေကခွဲဝေပြီးတော့လှူတာသာဖြစ်တယ်။တရဏဂုံဆောက်တည်လိုက်တယ်ဆိုတာကြတော့ကိုယ့်ရဲ့အသက်နှလုံးအသက်ကိုအနှင်းပြီးရတဲ့ဗံမြတ်စွာဘုရားရဲ့အဆုံးအမနဲ့နေပါမယ်တရားတိုင်းကျင့်ပါမယ်သံဃာတွေဒါနကောင်းမှုပြုပါမယ်လို့ကိုယ့်ရဲ့အသက်ကိုစွန့်ပြီးတော့အသက်ပါပုံအပ်ပြီးတော့ဘုရားတရားသံဃာယရဏသုံးပါးကိုစိတ်ကပ်တာဖြစ်တော့ကြောင့်သူကပို့ပြီးတော့မြတ်တယ်ပြင်ပကပစ္စည်းစွန့်တာတဲ့ကိုယ့်ရဲ့ဘဝကြီးတစ်ခုလုံးကိုစွန့်လွတ်အနန္တာကပိုမြတ်တယ်ဒီအိဗယ်ကိုဆိုလိုတယ်နော်ဒါပြင်အဲ့ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ဆိုတရဏဂုံတင်ပြီး၅ပါးသီလကိုအသက်ထက်မြတ်မြတ်နှုံနှုံထိမ့်သိမ်းဆောင်ရှောက်တာပိုကောင်းတယ်၅ပါးသီလတဲ့ပို့ပြီးတော့ကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ရှိသေးတယ်လက်လေးနှစ်ချောင်းနဲ့ကြောက်ပြင်းမောမှာနတ်သားသွေးထားပြီးလက်လေးနှစ်ချောင်းနဲ့ယူပြီးနာဝကိုတိတ်ပြီး
ရှုလိုက်တဲ့အချိန်ပိုင်းလေးလောက်ပဲဖြစ်စေသရဝါရီချမ်းသာကြပါစေဆိုတဲ့ရှင်နယ်ကမေတ္တာရှင်နယ်မှာမေတ္တာဖြစ်အောင်လုပ်ထားက၅ပါးသီလဆိုတဲ့ကုသိုလ်တွေပို့မြတ်တယ်။ဘာကြောင့်မြတ်တယ်လို့ပြောတော့ဆို၅ပါးသီလကသီလအဆင့်ပဲရှိတယ်။မေတ္တာဘာဝနာပွားလိုက်တယ်ဆိုတာဘာဝနာအဆင့်ရောက်သွားပြီ။ဒါကြောင့်မို့လို့ပို့မြတ်တယ်။အဲ့ဒီမေတ္တာပွားမှုအောင်မြင်သွားပြီဆိုလို့စံနေပိညနေရပြီဆိုရင်ပြမပြေမှာကဘာနဲ့ချီပြီးတော့အသက်ရှိနိုင်တာ။ဒါကြောင့်မို့လို့သီလကဘလောက်ပဲပြည့်စုံပြမမဖြစ်ဘူးသီလကုသိုလ်တစ်မျိုးတည်းနဲ့ပြမမဖြစ်ဘူးဌာနကုသိုလ်နဲ့လည်းပြမမဖြစ်ဘူးမေတ္တာဘာဝနာပွားပြီးတော့သမထကျင့်စဉ်ကျင့်လို့ဆံရပြီဆိုရင်ပြမဖြစ်တယ်လို့ဒါကြောင့်မို့လို့မြတ်တယ်လို့ပြောတာနော်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်သင်္ခါရတရားတွေကိုအာယုံပြုပြီးတော့ဘယ်အရာမှမမြဲဘူးဆိုတဲ့အနိစ္စတင်ညာလက်ဖြောက်တည်းအချိန်ပိုင်းလေးမှာပဲဖြစ်စေမမြဲဘူးဆိုတဲ့အနိစ္စတင်ညာအနိစ္စလို့သိတဲ့ဝိပဿနာအသိဉာဏ်လေးကခုနကမေတ္တာပွားတာလည်းပုံမြတ်တယ်။ဘာကြောင့်မြတ်တုံးဆိုဒီဝိပဿနာအသိကမလေးပါဖိုးလေးပါထီအောင်စိုက်ထီစေပြီးနိဗ္ဗာန်ထိအောင်ရောက်စေနိုင်တော့ကြောင့်ဖြစ်တယ်။စံပွားပြီးတော့စံရယုံတက်တဲ့နဲ့နိဗ္ဗာန်ဆိုတာမရသေးဘူး။ဝိပဿနာကျင့်စဉ်ကျင့်ပြီးတော့ဒီအသိလာမှနိဗ္ဗာန်ဆိုတဲ့နိဗ္ဗာန်တစ်ခါကြီးဟာပွင့်သွားမှာပဲဖြစ်တယ်။ဘယ်လိုလုပ်ပြီးတခါဖွင့်သလဲလို့ဆိုလို့ရှိရင်အရာခတ်သိမ်းဟာမမြဲဘူးဆိုတဲ့အနိစ္စသိညာဝိပဿနာဉာဏ်သည်တွေ့တာမှုတွေကိုယောပါသွားစေနိုင်တယ်။တန်တရားထဲမှာကျင်လဲနေကြတာကျင်တဲ့ကတွေ့တာမှုတွေကိုမဖယ်ရှားနိုင်လို့သာဖြစ်တယ်။အဲ့ဒီယင်တဲ့ကတွေ့တာမှုတွေကိုဖယ်ရှားဖို့အတွက်အနိစ္စသိညာလို့ခေါ်တဲ့ဝိပဿနာကလွဲလို့တခြားနည်းနဲ့ဖယ်လို့မရဘူး။လောကမှာယင်ထဲမှာတွေ့တာမှုတွေရှိနေသမျှကလပ်ပလုံးစိတ်ပူပန်ရမှုဆိုတဲ့တောကစားတဲ့ကိလေသာတွေဟာရှိနေကြအောင်ပါပဲ။တောကရှိနေသမျှဘယ်တော့မှစိတ်နှလုံးအေးချမ်းကြမှာမဟုတ်ဘူးတဲ့